ရန်ကုန်မြို့ရဲ့စင်ချေဘုံရက်ကွက်တစ်ခုမှာတည်ရှိတဲ့ဒီအိမ်ကြီးဟာ6တွေ့အကွဲနေတဲ့နိုင်ငံတွေနဲ့အတူနှစ်ပေါင်းများစွာအထီးကျန်နေခဲ့တာပါအိမ်ရှိကတန်ကြီးတန်နေတဲ့ခြံတကားကြီးကိုတွန်းဖွင့်လိုက်တဲ့အခါထွက်ပေါ်လာတဲ့အတန်ကတရက်ကွက်လုံးကိုတတိပေးချက်တစ်ခုပေးလိုက်တယ်လို့ပါပဲကျော်သူနဲ့တငယ်ချင်း3ယောက်ဟာဒီအိမ်ကြီးရဲ့လျှို့ဝှက်ချက်ကိုစိန်ခေါ်ဖို့ရောက်ရှိလာကြတာပါအိမ်နီးနားချင်းတွေကတော့ဒီအိမ်မှာညမအိပ်ရဘူးလို့အမြဲတမ်းတတိပေးလေးရှိပေမဲ့လူငယ်တဘာဝသူတို့ကတော့ဒါကိုပုံပြင်တပုတ်လိုပဲမှတ်ယူထားကြပါတယ်အိမ်ထဲကိုခြေချလိုက်တာနဲ့အေးစိတ်နဲ့လေတူးကသူတို့ရဲ့အရေးပြားကိုစိတ်ဝင်သွားစေပါတယ်ရေခိုင်းအလဲမှာဖုံတွေတက်နေတဲ့ပရိဘောကဟောင်းတွေကပုံပြက်ပန်းချက်ရှိနေပြီးနေရံမှာချိတ်ထားတဲ့နာရီအိုကြီးကတော့ရက်တက်နေကြတာကြားပါပြီထူးဆန်းတာကတော့အပြင်မှာနေပူရှိန်ပြင်းနေပြီမဲ့အိမ်ထဲမှာတော့အသက်ရှူလိုက်တိုင်းငွေရည်ဖွဲ့ကြည်စရာကောင်းလောက်ကောင်းအေးစိတ်နေတာပါပဲအပေါ်တက်ကထွက်ပေါ်လာတဲ့အတန်းကြောင့်အားလုံးတိတ်ဆိတ်သွားကြပါတယ်စိုးကြီးကလက်ထဲကဓမီကိုကြစ်ကြစ်ပါစုပ်ကင်ထားပြီးလေကားထက်တွေစီကိုဖြည်းဖြည်းချင်းခြီလန်းလန်းလိုက်တယ်တတားလေကားထက်တွေကခြေချလိုက်တိုင်းတကျွီးကျွီးငမြေဟီးနေတစ်ချက်မှာတစုံတစ်ယောက်ကသူတို့နောက်ကနေကတ်လိုက်လာတယ်လို့ခန်းစားချက်မျိုးပေးနေပါတယ်ဘသူရှိလဲလို့အောင်ကအော်မင်းလိုက်ပေမဲ့တိတ်ဆိတ်ချင်းသားကဒါအဖြေချိတ်ခဲ့ပါတယ်အပေါ်ဓာတ်ကိုရောက်တဲ့အခါအခန်းတကားတွေကအစီအရီပိတ်ထားတာကိုတွေ့ရပါတယ်ဒါပေမဲ့အစုံနာကအခန်းတစ်ခန်းရဲ့တကားကတော့အနှဲငယ်ဟာလေးပွင့်နေမိထိုးအထဲကနေပုတ်စော်နန်းအနံ့တစ်ခုကလွင့်ပြန်လာနေပါတယ်ကျော်သူကတကားကိုဖြည်းဖြည်းချင်းတွန်းဖွင့်လိုက်တဲ့အခါမြင်လည်ရတဲ့မြင်ခွင်းကြောင့်သူတို့အားလုံးကြောချမ်းသွားကြပါတယ်အခန်းအလယ်မှာရှိနေတဲ့ကုတင်ဟောင်းကြီးပေါ်မှာလူတစ်ယောက်ထိုင်နေတယ်လို့မျိုးစောင်းပုံကြီးကဖောင်းကြွနေတာပါလေတိုက်ခတ်ချင်းမရှိပဲအခန်းထဲကလိုက်ကာတွေကတဖြက်ဖြက်လှူရှားနေပြီးချမ်းပြင်ပေါ်မှာတော့ထူးဆန်းတဲ့သွေးစွန်းရာတွေကအခန်းတောင်ကိုဥတီသွားတာတွေ့ရပါတယ်။နားတို့ပြန်ရင်ကောင်းမလားလို့အောင်ကတုံးရည်နေအတန်းနဲ့ပြောလိုက်ပါတယ်။ဒါပေမဲ့သူတို့လက်အထွတ်ပဲအောက်ထက်ကခြံတကားကြီးဝုန်းကနေပိတ်သွားတဲ့ကိုကြားလိုက်ရပါတယ်။အခုတော့သူတို့ဟာဒီအိမ်ကြီးထဲမှာပိတ်မိနေကြပါတယ်။နေဝင်ချင်းနီးကပ်လာတာနဲ့အတူအိမ်ကြီးရဲ့အမှောင်ထုကပုံမနဲ့ရှင်းလာတော့ပါတယ်မင်းတို့တခုခုတတိထားမိလားလို့ကြော်သူကတိုးတိုးလေးမေးလိုက်ပါတယ်သူတငယ်ချင်းဖြစ်တဲ့စိုးကြီးနဲ့အောင်တို့ကတော့ဟမ်မပြတ်ရဲမောနေပေမဲ့သူတို့ရဲ့မျက်လုံးတွေထဲမှာတော့စိုးရိမ်စိတ်တွေရှိနေတာထင်ရှားပါတယ်အပေါ်တက်ကနေဒုံးဆိုရဲ့အတန်ပြင်းတစ်ခုကြားလိုက်တာနဲ့သူတို့စကားဝိုင်းကရုတ်တရက်ရက်တန့်သွားပါတယ်လူမရှိတဲ့အိမ် OGM မှာဘသူကအတန်ပေးလိုက်တာလဲဆိုတာဘသူမှခံမှန်းမနိုင်ကြပါဘူးဒါဟာသူတို့အတွက်ခွန်မခွေရကောင်းတဲ့ညတညရဲ့အစပြုခြင်းပဲဖြစ်ပါတယ်။ခြံတကားကြီးပိတ်သွားတဲ့အတန်းကတအိမ်လုံးကိုတုန်ခါသွားစေပါတယ်။စိုးကြီးကပြတင်းပေါက်ကနေအောက်ကိုငုံကြည့်လိုက်ပေမဲ့အပြင်ဘက်မှာဘာကိုမှမမြင်ရတော့ပဲထူထပ်တဲ့မြူနင်းလေနဲ့အမှောင်ထုကသာဖုံးလွှမ်းနေပါတယ်။တကားကအလိုလိုပိတ်သွားတာလားလို့သူတိုးတိုးလေးရေးရွက်လိုက်မိပါတယ်။သူတို့3ယောက်ထားအောက်ထက်ကိုအမြန်ဆုံးပြေးဆင်းလာကြပေမဲ့အဝင်တကားကြီးကအကင်ကနေတောက်ခတ်ထားသလိုမျိုးလုံးဝဖွင့်လို့မရတော့ပါဘူး။ထိုအချိန်မှာပဲရဲကန်းတွေကရက်တက်နေတဲ့နာယီအိုးကြီးကဒေါင်းဆိုပြီးကျဲလောင်းစွာမြည်ဟီးလာပါတယ်။နာယီလက်တံတွေကအနောက်ပြန်လဲပတ်နေပြီးအခန်းထဲကအပူချိန်ကလည်းရေခဲမှတ်အောက်ကိုရောက်သွားတယ်လို့ခံစားရပါတယ်။ရုတ်တရက်အောင်ကဟိုမှာကြည့်အောင်ဆိုပြီးနယံကိုလက်ညှို့ထိုးပြလိုက်ပါတယ်နေရန်ပေါ်မှာမှုတဲ့နေတဲ့နောက်ခံဆက်ကူတွေထဲကနေသွေးလိုမျိုးနီရဲတဲ့တရွေတွေစီးကြလာပြီးဒီမှာပဲအိပ်ပါဆိုတဲ့ဆက်သားကထင်းထင်းရှားရှားပေါ်လာပါတယ်သူတို့ထွက်ရောက်ရှာဖို့ကူစားနေတော့မှပဲမိဖို့ချောင်းဘက်ကနေပငန်းခွဲချက်တွေကြာကွဲတာနဲ့အတူမိန်းကလေးတယောက်ရဲ့ရှိုက်ကြီးတန်းငယ်ငိုတန်ကိုကြားလိုက်ရပါတယ်အဲ့ဒီငိုတန်ကအဝေးကလာတာမဟုတ်ပဲသူတို့နားလေးတွေရှိနေတယ်လို့မျိုးအယမ်းကိုနီးကပ်နေတာပါကျော်သူကတန်မီနဲ့ဟိုတီးထိုးကြည့်လိုက်တဲ့အခါလေကားအောက်ကအမှောင်ရိပ်ထဲမှာစပင်ဖားလျားချထားတဲ့အရေးတစ်ခုကသူတို့ကိုစိုက်ကြည့်နေတာကိုမြင်လိုက်ရပါတယ်။ထိုအရေးရဲ့မျက်လုံးတွေကတောက်လောင်နေတဲ့မီးခဲတွေလိုနီရဲနေပြီးသူတို့စီကိုတရွေ့ရွေ့ချင်းကပ်လာတော့ပါတယ်။လေကားအောက်ကအရေးမဲကြီးဟာလေထဲမှာဝဲပြောနေသလိုမျိုးတရွေ့ရွေ့နဲ့တိုးကပ်လာပါတယ်။ကျော်သူ3ယောက်သားကြောက်လန့်တကားနဲ့နောက်ကိုဆုတ်လိုက်ကြပေမဲ့ချောင်းပြင်တွေကအေးဆက်နေတဲ့နေရနဲ့ကတ်သွားပါပြီ။ထိုတရက်မားကမျက်နာတွေကအရေးပြားတွေလန်ကျနေပြီးပါးကနေလည်းနတ်မောင်နဲ့အလွေတွေစီးကျနေပါတယ်။
သူမကလက်ချောင်းရှည်ကြီးတွေကိုစန့်ထုတ်လိုက်ပြီးနားအိမ်ကနေထွက်မသွားနဲ့လို့အကွဲတဲ့အတန်ကြီးနဲ့အော်ဟစ်လိုက်ပါတယ်ရုတ်တရက်အိမ်ထဲကလျှက်ဆက်မီတွေကတဖြက်ဖြက်နဲ့ငိမ်းသွားပြီးတအိမ်လုံးလုံးဝမှောက်အတိကျသွားပါတယ်စိုးကြီးအောင်မင်းတို့ဘဲမလေးလို့ကြော်သူကစမ်းတဝါစွာနဲ့အော်ခေါ်လိုက်ပြီးမြဘာအတန်မှပြန်မကြတော့ပါဘူးသူ့လက်ထဲကဓာတ်မီးကိုပြန်ဖွေလို့ကိုးစားလိုက်ပေမဲ့ဓာတ်ခဲနဲ့ကုံသွားတယ်လို့မျိုးအလင်းရောင်ကအာမနဲလွန်းပါပြီဓာတ်မီးလေးလင်းလိုက်တဲ့ခဏမှာပဲသူ့ရှေ့တက်မှာစိုးကြီးရဲ့မျက်နှာကသွေးရောင်မရှိပဲဖြူးစောနေတာကိုမြင်လိုက်ရပါတယ်ဒါပေမဲ့ထူးဆန်းတာကစိုးကြီးရဲ့မျက်လုံးတွေကနေရာမှမရှိတော့ပဲလက်လက်ဆက်ဆက်အပေါက်ကြီးနှစ်ခုသာကြံခဲ့တော့တာမှာစိုးကြီးကကြောသူ့ရဲ့ပခုံးကိုတင်းတင်းချက်ချက်စုပ်ကိုင်းလိုက်ပြီးမြင်းမျက်လုံးတွေငါ့ကိုပေးပါလို့တိုးလီပြောလိုက်ပါတယ်ကျော်သူကြောက်လန့်တကားနဲ့စိုးကြီးကိုတွန်းဖောက်ပြီးမီးဖို့ချောင်းဘက်ကိုအတင်းပြေးဝင်သွားမိပါတယ်အမောင်ထဲမှာသူချီချောက်လိုက်တဲ့နေရတိုင်းဟာစေးကတ်ဖြစ်နေပြီးအသားစိမ့်နဲ့လိုမျိုးညော်နှံ့တွေကနှာခေါင်းထဲကိုအလူလိုက်တိုးဝင်လာပါတော့တယ်မီးဖို့ချောင်းထဲမှာကျော်သူတယောက်တည်းအသက်ရှူပြင်းပြင်းနဲ့ပုံနေမိပါတယ်အမောင်ထဲမှာစမ်းတဝါစွာနဲ့လက်ကစပွဲတင်ခုံးတစ်ခုကိုစမ်းမိပါတယ်အဲ့ဒီပေါ်မှာတင်ထားတဲ့အရာတစ်ခုကအေးဆက်ပြီးစီးကန်နေပါတယ်စိတ်ကိုတင်ပြီးဓာတ်မီးလေးနဲ့ခဏဖြတ်ထိုးကြည့်လိုက်တဲ့အခါကျော်သူရဲ့အသက်ရှူတန်းတွေရက်တက်မတက်ဖြစ်သွားရပါတယ်အဲ့ဒါတခြားမဟုတ်ပဲအောင်ရဲ့ပြတ်တောက်နေတဲ့လက်ချောင်းလေးတွေပါပဲကဲကြပါအောင်လို့အော်ဟစ်လို့ကူးစားပြီးမိလေတောင်ထဲမှာအတန်တွေကတဆုပ်နေပါတယ်ထိုအချိန်မှာပဲမီးဖိုးချောင်းရဲ့ထောင်းဆုံးကရေခဲတစ်ဘက်ခအိုးကြီးကအလိုလိုတခိုင်းပွင့်သွားပါတယ်ထို့အထဲကနေထွက်ပေါ်လာတဲ့အရေးတက်ကတာမန်ထပ်ပိုးလိုနေပြီးအထဲမှာတော့စိုးကြီးနဲ့အောင်လူရဲ့ရုပ်အလောင်းတွေကတယောက်ပေါ်တယောက်ထပ်လဲရတာရှိနေကြပါတယ်တို့ရဲ့မျက်နှာတွေကကြောက်လန့်တကာအော်ဟစ်နေတဲ့ပုံစံအတိုင်းပဲခဲနေကြပါတယ်ရုတ်တရက်ကြော်တူးရဲ့နောက်ကျောဘက်ကနေအေးဆက်ကလက်ချောင်းတွေကလပင်းကိုလာရောက်ပွတ်ထားတာခန်းစားလိုက်ရပါတယ်မင်းအလဲရောက်ပြီဆိုတဲ့မင်းကလေးတန်ကနားလေးကိုတိုးတိုးလေးကတ်ပြောလိုက်တယ်လို့ပါပဲကျော်သူနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါစောစောကတရက်မှကပါးကြီးကိုနားတဲ့အထိဖြဲပြီးသူ့ကိုစိုက်ကြည့်နေပါတယ်သူမရဲ့လက်ထဲရှည်ကြီးတွေကကျော်သူရဲ့ရဲမက်ထဲကိုထိုးစိုက်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲတအိမ်လုံးကကျန်းပင်တွေကရွဲနှုံးလိုမျိုးကျွံကြားသွားပါတော့တယ်ကျော်သူဟာအဆုံးမရှိအမှောင်ထူးတဲ့ကိုလွင်စင်ကျသွားတဲ့တတိလက်မျောမောသွားပါတော့တယ်ကျော်သူပြန်နိုးလာတဲ့အချိန်မှာတော့သူဟာအစောအခန်းထဲမှာမဟုတ်တော့ပဲအိမ်ရဲ့မြေအောက်ခန်းလို့ယူဆရတဲ့နေရာတစ်ခုမှာရောက်နေပါတယ်။ပတ်ဝန်းကျင်တစ်ခုလုံးကမှောင်မီးနေပြီးအပေါ်ဓာတ်ကနေခြေတံပြင်းပြင်းနေရှောင်နေတဲ့အတန်းကိုကြားနေရပါတယ်။ထူးဆန်းတာကသူ့ရဲ့လက်နှစ်ဖက်ဟာတန်ကြိုးတွေနဲ့ချီနှောင်ခံထားရပြီးလှုပ်ရှားလို့မရတာပါပဲ။နေရံတွေပေါ်မှာတော့ရှီးဟောင်းစာလုံးတွေနဲ့ရေးဆွဲထားတဲ့ပုံရိပ်တွေကမိန်ဖြစ်ဖြော့လင်းလက်နေပါပဲဘသူရှိလဲငါ့ကိုလွတ်သေးရပါလို့သူအားကုန်အော်ဟစ်လိုက်ပြီးမြင်ပြန်လာတဲ့အတန်ကတော့သူ့ရဲ့ပဲ့တင်သားဖြစ်ပါတယ်အမှောင်လေးကနေတစုံတယောက်ကကတ်ကြီးတစ်လက်ကိုချမ်းပင်ပေါ်တရွတ်ကိုက်ဆွဲလာတဲ့အတန်မျိုးကြားလိုက်ရပါတယ်အတန်ကတဖြည်းဖြည်းနီးကပ်လာပြီးကျော်သူရဲ့ခြေတော်နားမှာရပ်သွားပါတယ်ဓာတ်မီအလင်းရောင်မရှိပေမဲ့ထိုအရာရဲ့အသက်ရှူသံပူပူနွေးနွေးကိုကြော်သူခြေပြားမှာခံစားနေရပါတယ်။မီးအောက်ခင်းအမိုးကတစ်ပါးပြားတွေကတဖြည်းဖြည်းဟတ်တက်ကွဲထွက်လာပြီးအပေါ်ထက်ကနေအမဲရောင်အရည်တွေစီးကျလာပါတယ်။ထိုအရည်တွေဟာကြော်သူရဲ့ကိုယ်ပေါ်ကိုတဆက်ဆက်ကျလာပြီးလောင်စာစီလိုမျိုးအပားကိုလောင်ပြောင်စေပါတယ်။အပေါ်ကနေဆင်းလာတာကတော့လူပုံတရံမဟုတ်ဘဲအသားဆိုင်တွေစုပေါင်းထားတဲ့အတုံးအခဲကြီးတစ်ခုလိုပါပဲထိုအရာကြီးတွေကနေစိုးကြီးနဲ့အောင်တို့ရဲ့မျက်နှာတွေကထလဲ့စီထွက်ပေါ်လာပြီးနာကျင်စွာအော်ဟစ်နေကြပါတယ်ကဲပါဦးကျော်တူငါတို့ကိုကဲပါဦးဆိုတဲ့တငယ်ချင်းတွေရဲ့အတန်းကထိုအသားခဲကြီးတွေကနေထွက်ပေါ်လာတာပါကျော်တူဟာကြောက်လန့်လွန်းလို့ယူမတထင်းနေပြီမဲ့ရုတ်တရက်သူ့လက်ကတန်ကြိုးတွေဟာပြော့ဤထွားပြီးရွှွနွန်တွေလိုအရေးပြောကျသွားတာကိုတွေ့လိုက်ရပါတယ်။ပါးစပ်မပါတဲ့ကလေးငယ်ကကျော်တူလက်ကိုလာဆွဲပြီးမြေအောက်ခန်းရဲ့နေရန်ကအပေါက်ငယ်လေးတစ်ခုစီကိုခေါ်ဆောင်သွားပါတယ်။
ထိုအပေါက်ထဲကိုတိုးဝင်လိုက်တဲ့အချိန်မှာပဲအနော့ကအသားခဲကြီးကကျော်တူးရဲ့ခြေထောက်ကိုလှမ်းဖမ်းလိုက်ပါတယ်အေးဆက်တဲ့စီးကပ်တဲ့လက်ချောင်းတွေကသူ့ခြေချင်းဝက်ကိုအယိုးကျိုးမတက်ညက်ထားပါတယ်ကျော်တူဟာအားကုန်ယုံကန်ရင်အပေါက်သေးကိုအတင်းတိုးဝင်ခဲ့ပါတယ်အပေါက်ရဲ့တစ်ဖက်ခြမ်းမှာတော့အလင်းရောင်မှိန်မှိန်လေးကိုမြင်နေရပြီးထိုအလင်းရောင်ဟာသူတို့ဝင်ခဲ့တဲ့အိမ်ကြီးရဲ့အပြင်ဘက်ကိုရောက်စေမယ်နောက်ဆုံးမျောလင်းချက်ဖြစ်နေပါတော့တယ်သို့တော်လည်းအပြင်ဘက်ကမြင်ကွင်းကသူထင်ထားသလိုလွတ်မြောက်မှုဟုတ်မဟုတ်ဆိုတာကိုတော့သူမသိသေးပါဘူးကျော်တူဟာအားကုန်ယုံထွက်လိုက်ပြီးအလင်းရောင်ရှိတဲ့အပေါက်ထဲကနေယုံထွက်နိုင်ခဲ့ပါတယ်မြေကြီးပေါ်ကိုမှောက်လျက်သားချသွားတဲ့နောက်ပြင်းထန်စွာအသက်ရှူရင်းဘေးဘေကိုကြည့်လိုက်တဲ့အခါသူဟာအင်ကြီးရဲ့နောက်ဖဲခြံထဲမှာရောက်နေမှန်းသိလိုက်ရပါတယ်ဒါပေမဲ့ပတ်ဝန်းကျင်ကထူးဆန်းနေပါတယ်ကောင်းငင်ကြီးကသွေးရောင်လွှမ်းနေပြီးတစ်ပင်တွေကလည်းအသားဆိုင်နေလို့တလုတ်လုတ်ဖြစ်နေပါတယ်သူ့ဘေးမှာစောစောကလမ်းပြခဲ့တဲ့ကလေးကရက်နေပါတယ်ကလေးကသူ့ရဲ့ချုပ်ထားတဲ့ပါးစပ်ကိုလက်နဲ့အတင်းဖြဲလိုက်တဲ့အခါတုံးလို့ခြောက်ချစွာအော်ဟစ်တန်ကြီးထွက်ပေါ်လာပါတယ်မင်းထွက်မသွားနိုင်ဘူးဒါကအင်းရဲ့အတွင်းစိတ်ပဲလို့ထိုကလေးကပြောလိုက်တာကိုကျော်တူအုံနောက်ထဲမှာတိုက်ရိုက်ကြားလိုက်ရပါတယ်ကျော်တူအနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါသူထွက်လာတဲ့အပေါက်ကပျောက်ကွယ်သွားပြီးအင်ကြီးဟာတက်ရှိတရဝါတကောင်လိုတဖြည်းဖြည်းအသက်ရှူနေတာကိုမြင်လိုက်ရပါတယ်အင်ကြီးရဲ့ပဒင်းပေါက်တကိုင်းမှာစိုးကြီးအောင်အောင်နဲ့တခြားသူစိမ့်များစွာရဲ့မျက်နှာတွေကပြည့်နှက်နေပြီးသူ့ကိုကြည့်ပြီးငိုရှိုင်နေကြပါသည်ထို့အချိန်မှာပဲမြေကြီးထဲကနေပုတ်ပွက်နေတဲ့လက်ချောင်းများစွာထွက်ပေါ်လာပြီးကျော်သူရဲ့ကိုယ်လုံးကိုဝိုင်းဝန်းဆွဲဖမ်းကြပါတော့တယ်သူဟာလွတ်မြောက်ခဲ့တာမဟုတ်ပဲအင်ကြီးရဲ့ပုံမှုနေဆိုင်နဲ့ထျောင်တွေကိုရောက်ရှိသွားတာပါခြေထောက်ကနေစပြီးမြေကြီးတဲကိုတဖြည်းဖြည်းကျုံဝင်သွားရင်းကျော်တူဟာကူညီမဲ့သူမရှိပဲအမှောင်ထွက်ထဲကိုထပ်မံနစ်မြုပ်သွားပါတော့တယ်မြေကြီးတဲကိုတကိုယ်လုံးနစ်မြုပ်သွားပြီးတဲ့နောက်ကျော်တူဟာရုတ်တရက်အသက်ရှူချက်ပြီးနိုးလာပါတယ်သူရောက်နေတာကအင်ကြီးရဲ့ဧကန်အလဲမှာပါထူးဆန်းတာကစိုးကြီးနဲ့အောင်အောင်တို့ဟာဘာမှမဖြစ်ခဲ့သလိုမျိုးဆိုဖာပေါ်မှာထိုင်ပြီးဖုံးကိုစီနဲ့အလုံးရှုနေကြပါတယ်အပြင်ဘက်မှာလည်းနေရောင်ကြီးကတာယာစေဖြစ်ပြီးအစောကဖြစ်ပျက်ခဲ့သမျှဟာအိမ်မဆိုးတစ်ခုလိုပါပဲဟေးကောင်ကျော်သူမင်းအိပ်ပျော်နေလားကြပြီငါတို့ပြန်ကြစို့လို့စိုးကြီးကပြုံးပြီးပြောလိုက်ပါတယ်ကျော်သူဟာစိတ်သက်သာရစွာနဲ့အင်ကြီးတဲကနေတငယ်ချင်းတွေနောက်ကိုလိုက်ပြီးထွက်လာခဲ့ပါတယ်ချန်ပီယံရောက်တဲ့အထိဘာထူးခြားမှုမှမရှိတာကြောင့်သူတကယ်စိတ်အေးသွားပါတယ်ဒါပေမဲ့ကားပေါ်ရောက်လို့မှန်ထဲမှာကိုယ့်မျက်နှာကိုပြန်ကြည့်လိုက်တဲ့အခါကျော်သူသွေးတွေစောင့်တက်သွားပါတယ်မှန်ထဲမှာမြင်နေတဲ့သူ့ပုံရိပ်ကသူမဟုတ်ပါဘူးအစောကမြီးအောက်ခန်းထဲမှာတွေ့ခဲ့တဲ့ပါးစပ်ချုပ်ထားတဲ့ကလေးရဲ့ပုံရိပ်ဖြစ်နေပါသည်သူလန့်ဖြန့်ပြီးဘေးကစိုးကြီးကိုလမ်းကြည့်လိုက်တဲ့အခါစိုးကြီးရဲ့လေဘေးမှာလေခြုံရိုးချောင်းကြီးတစ်ခုကိုမြင်လိုက်ရပါတယ်ငါတို့အပြင်ကိုတကယ်ထွက်လာနိုင်ခဲ့တာဟုတ်ရဲ့လားလို့သူပြောဖို့ကြိုးစားပြီးမြင်သူ့ပါးစပ်ကအတန်မထွက်တော့ပါဘူးကားကမြို့ထဲကိုမောင်းဝင်သွားပြီးမြင်လမ်းဘေးကလူတွေအားလုံးကမျက်နှာမပါတဲ့ရုပ်တရုပ်တွေလိုရက်ချီနေကြပါတော့တယ်သူတို့ဟာအင်ကြီးတဲကလွတ်မြောက်လာတာမဟုတ်ပေအင်ကြီးကဖန်တီးထားတဲ့ကဘာတူတွေကိုရောက်သွားခဲ့ကြတာပါကားကတရိရိတ်မောင်းနေပြီမဲ့ပတ်ဝန်းကျင်အားလုံးဟာပုံသေးကားကြရုပ်ဖြင်းကားတစ်ချက်လိုဖြစ်နေပါတယ်ကျော်သူဟာကားပတင်းပေါက်ကနေအပြင်ကိုအော်ဟစ်အကူအညီတောင်းမှုကြိုးစားပေမဲ့သူ့ရဲ့လေချောင်းကလုံးဝအလုတ်မလုတ်တော့ပဲတဲရှာရှာအတန်နေတာထွက်ပေါ်လာပါတယ်
စိုးကြီးနဲ့အောင်တို့ကတော့ရှေ့ကမ်းမှာထိုင်ပြီးဘာမှမဖြစ်ခဲ့သလိုတဟားဟားတွေရေမောနေပြီမဲ့သူတို့ရဲ့ရေတံတွေကစိုက်ရွတ်တရုတ်ကထုတ်လွှင့်နေတဲ့အတန်ဒီလိုထပ်တလဲလဲဖြစ်နေပါတယ်ရုတ်တရက်ကားရှေ့မှန်ဘောကိုအချောင်းကြီးတစ်ခုထင်သွားပြီးကားတစ်စီးလုံးသွေးရောင်တွေစိမ့်ထွက်လာပါတယ်လမ်းဘေးကအဆောက်အဦနေဟာအရေးပြိုကျသွားပြီးအစောကအိမ်အိုကြီးရဲ့နေရန်ဒီအဖြစ်ပြင်းလဲပြောင်းလဲသွားပါတယ်ကျော်သူတတိပြူလိုက်မိတဲ့အချိန်မှာတော့သူဟာကားထဲမှာမဟုတ်တော့ပဲအင်ကြီးရဲ့အမှောင်ဆုံးအခန်းထဲမှာကွတန်ပေါ်မှာပက်လက်လန်ချီနှောင်ခံထားရတာကိုတွေ့လိုက်ရပါတယ်သူ့ရဲ့မျက်လုံးထဲမှာအေးဆက်တဲ့အကြောင်းတစ်ချောင်းရဲ့အထီအတွေ့ကိုခံစားလိုက်ပြီးတစုံတစ်ယောက်ကသူ့ပါးစပ်ကိုအတင်းချုပ်နေတာကိုသိလိုက်ရပါတယ်ဒီအိမ်မှာညအိတ်ရင်ငါတို့နဲ့ထဝရရှိနေရမင်းဆိုတဲ့အတန်းကအခန်းအနက်ပဲ့တင်းသွားပါတယ်ကျော်တို့မျက်လုံးထဲမှာနောက်ဆုံးမြင်လိုက်ရတာကတော့အိမ်ကြီးရဲ့နေရန်မှာချိတ်ထားတဲ့ဓာတ်ပုံတွေပါပဲအဲ့ဒီဓာတ်ပုံတွေထဲမှာသူနဲ့သူ့တငယ်ချင်းတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကတေဆုံးသွားခဲ့တဲ့အိမ်သူအိမ်သားတွေအဖြစ်ဝစ်စုံအပြည့်နဲ့ပြုံးနေကြတာပါသူတို့ရဲ့ဝိညာဉ်တွေဟာဒီအိမ်ကြီးရဲ့အစိတ်အပိုင်းတစ်ခုဖြစ်သွားခဲ့ပါပြီအပြင်လောကမှာတော့ဒီအိမ်မှာညအိမ်မရဘူးဆိုတဲ့သတိပေးချက်ကအမြဲတမ်းမှန်ကန်ဒီအောင်မှာဖြစ်ပြီးနောက်ထပ်သားယုံသမစ်တီကိုအိမ်ကြီးကစောင့်ကြိုနေပါတော့တယ်ကျော်သူရဲ့အသိစိတ်တွေတဖြည်းဖြည်းမိမ့်မိန်သွားပြီးပတ်ဝန်းကျင်ကခုလုံးတိတ်ဆိတ်ခြင်းအတိပြီးသွားပါလေဒါပေမဲ့ဒါဟာပြီးဆုံးသွားခြင်းမဟုတ်ပါဘူးအမောင်ထုထဲကနေပြန်လဲနိုးထလာတဲ့အခါကျော်သူဟာအင်ကြီးရဲ့ခြံတကားဝါမှာပြန်လဲရပ်နေတာကိုတွေ့ရပါတယ်သူ့ဘေးမှာစိုးကြီးနဲ့အောင်တို့ကဟေးကောင်ဘာကြောင်ကြည့်နေတာလဲပထဲဝင်ရအောင်လေလို့ပြောရင်းအိမ်ထဲကိုဝင်သွားကြပြန်ပါတယ်ဒါဟာအဆုံးမရှိတဲ့တန်တရားတစ်ခုလိုပါပဲကျော်သူဟာသူတို့နောက်ကိုလိုက်မသွားဘူးကြိုးစားပေမဲ့သူ့ခြေထောက်တွေကသူ့အလိုလိုအိမ်ထဲကိုလှမ်းဝင်သွားမိပါတယ်အိမ်ထဲရောက်တိုင်းသူတို့ဟာအသက်ခံရမယ်ပြီးရင်ဒီခြံတကားဝါမှာပြန်လဲနိုးထလာမယ်ဒီလိုနဲ့ထာဝရပိတ်မိနေတာပါနေရန်ဘောကနာယီအိုကြီးကတော့တစ်ချစ်ချင်းမီဟီးနေသည်အိမ်ကြီးရဲ့ထောင်တိုင်းမှာသူတို့လိုပဲပိတ်မိနေတဲ့ဝိညာဉ်ပေါင်းများစွာရဲ့ငူရှိုက်တန်တွေကလေထဲမှာဝဲလွင်နေပါတယ်အိမ်ပြင်ပကလောကမှာတော့လူတွေကဒီအိမ်ကြီးကိုကြော်ဖြတ်သွားရင်ဒီအိမ်မှာမြမအိရဘူးဆိုတဲ့စကားကိုတတိတရပြောဆိုနေကြတုံးပါတယ်ဒါပေမဲ့အိမ်ထဲမှာဘာတွေဖြစ်ပြနေသလဲဆိုတာကိုတော့ဘသူမှသိနိုင်မှာမဟုတ်တော့ပါဘူးကျော်သူတို့တငယ်ချင်း၃ယောက်ဟာအိမ်ကြီးရဲ့မှောင်မိုက်တဲ့သမိုင်းချောင်းထဲမှာစာမျက်နှာသစ်အဖြစ်ထာဝရပျောက်ကွယ်သွားပါတော့တယ်တခါတည်းညတန်းခေါင်ရမ်းမှာအိမ်ထဲကနေထွက်ပေါ်လာတဲ့ကဲကြပါအောင်ဆိုတဲ့အတန်ဟာလေထဲမှာပေတင်ထပ်နေစေဖြစ်ပါတယ်ဇလန်းရဲ့နောက်ဆုံးအပိုင်းမှာတော့အင်ကြီးရဲ့ပတ်ဝန်းကျင်တစ်ခုလုံးဟာတဖြည်းဖြည်းပြာမုန့်ဒီအထိပြောင်းလဲသွားပါတယ်ကျော်သူဟာအမောင်ထုထဲမှာတယောက်သေးချန်ရစ်ခဲ့ပြီးသူ့ဘေးနားမှာဘယ်တငယ်ချင်းမှမရှိတော့ပါဘူးရုတ်တရက်အဝေးကနေလင်းလက်လာတဲ့အလင်းတန်းတစ်ခုကိုသူမြင်လိုက်ရပါတယ်အဲ့ဒီအလင်းတန်းဟာသူတို့ပထမဆုံးအိမ်ထဲကိုဝင်လာခဲ့တဲ့အဝင်ဝတကားမကြီးစီကဖြစ်ပါတယ်ကျော်သူဟာအာအင်ကုန်ခန်းနေပြီးမြထိုးတကားစီကိုအတင်းတွားသွားခဲ့ပါတယ်တကားဝကိုရောက်တဲ့အခါအပြင်ဘက်မှာသူ့အမေနဲ့ညီမလေးတို့ကစိုးရိမ်တကြီးစောင့်နေတာကိုမြင်လိုက်ရပါတယ်ဒါထွက်လာခဲ့တော့ဆိုတဲ့အမေအတန်ကိုကြားလိုက်တဲ့အခါကျော်သူဟာမျက်ရည်တွေဝဲလာပြီးတကားပြင်ပါကိုခြေတလန်းလှမ်းလိုက်ပါတယ်ဒါပေမဲ့သူခြေချလိုက်တဲ့နေရာဟာမြေပြင်မဟုတ်ပဲအဆုံးမရှိတဲ့6ကဘာကြီးဖြစ်နေပါတယ်
အနောက်ကိုပြန်ကြည့်လိုက်တဲ့အခါအိမ်ကြီးဟာပြုံးရည်နေတဲ့မျက်နှာကြီးတစ်ခုအဖြစ်ပြောင်းလဲသွားပြီးသူ့ကိုဝါမျောလိုက်ပါတော့လေအမှန်တကယ်တော့ကျော်သူဟာအိမ်ထဲကိုဝင်ကြတဲ့ကတီဆုံးသွားတာဖြစ်ပြီးအခုမြင်နေရတဲ့မြင်ကွင်းအားလုံးဟာသူ့ဝိညာဉ်ကိုအိမ်ကြီးကကစားနေတာသာဖြစ်ပါတယ်နောက်တနေ့မနက်မှာတော့ရက်ကွက်ထဲကလူတွေဟာအိမ်ရှိမှာကျော်သူတို့တငယ်ချင်း၃ယောက်ရဲ့ရုပ်အလောင်းတွေကိုအေးဆက်စွာတွေ့ရှိကြပါတယ်ဒီအိမ်ကြီးဟာသူ့ရဲ့ဂတိအတိုင်းဘသူမှမြမအေးရပဲဝိညာဉ်တွေကိုသာသိမ်းပိုက်လိုက်ပါတော့တယ်